ဇာမုံလာပြီနေညကိုမြတ်စွာဘုရားစီသွားဖို့အကြောင်းတရားဘယ်လိုဖြစ်လာလဲလို့အဇဒတမင်းကြီးဟာမြတ်စွာဘုရားကိုအလွန်ကြည်ညိုကိုးကွယ်တဲ့သူ့ရဲ့ဖခင်ကိုဒေဝရရဲ့စကားလက်ခံယုံကြည်ပြီးတော့ထောင်သွင်းအကျဉ်းချနောက်ဆုံးမှာလှုပ်ကြံတပ်ဖြတ်လိုက်သည့်အထိအောင်သူကျူးလွန်ခဲ့တယ်ပေါ့ကျူးလွန်ခဲ့တဲ့အချိန်ကနေစပြီးတော့နောင်တတွေရပြီးစိတ်မချမ်းသာနဲ့နေရတဲ့ရက်တွေကုံဆုံးသွားရတဲ့ရက်တွေဟာအမတန်မှများလာတယ်နောက်ဆုံးမှာသူ့ကိုတိုက်တွန်းနှိုးဆော်ခဲ့တဲ့အကြံပေးခဲ့တဲ့ဒေဝဒယဟန်ဟာလေမြတ်စွာဘုရားထံနောက်ဆုံးနောင်တရလို့ဘုရားကိုဝန်ချမယ်လို့လာတဲ့အချိန်မှာဘုရားနဲ့တွေ့ခွင့်မရဘဲနဲ့စေရွန်ကျောင်းထဲမှာပဲမြေမြူပြီးတော့သက်ဆုံးသုံးသွားတယ်ပေါ့ဒီအခါမှာအဇဒတဘုရင်ဟာပို့ပြီးတော့ထိတ်လန့်တုန်လှုပ်လာတယ်ဖခင်ဗေမိတာရမင်းကြီးကိုလှုပ်ကြံတပ်ဖြတ်လို့စိတ်မကောင်းဖြစ်ရတဲ့အပြင်သူ့ရဲ့ကြံပေါ်ကြံဘက်သူကိုးကွယ်တဲ့ဆရာဒေဝရကြီးရဲ့ဘဝဇာတိမ်မကောင်းတာကိုကြည့်ပြီးစိတ်နှလုံးတွေခြောက်ခြားတုန်လှုပ်ညဆိုရင်အိတ်ကောင်းခြင်းမအိပ်ရအိတ်မပြောတဲ့ညတွေမြောက်များစွာကြော်လွန်ခဲ့ရတယ်ဒါသဘာဝပဲလေမကောင်းမှုအကုသိုလ်လှုပ်ထားတဲ့ပုဂ္ဂိုလ်ဟာစိတ်နှလုံးပူလောင်မှုကိုခံစားရသမျှပဲ